ဒီနေရာကပို့ပြီးတော့ကြောက်ဖို့ကောင်းတာကရက်တော်မူနားမှာရှိတဲ့ဟိုခုံလေးအတူပါထားတဲ့နေရာဖြစ်မယ်ဗျာနော်ဒီနေရာကဒါကဇေဒီပေါ့ဗျာနော်ဒီမှာချောင်းကိုခွာပြီးလောက်ထားတာလေတစ်ချိန်တစ်ခါတုန်းကပုံတန်ဆိုင်တန်တွေနဲ့လူတွေစီကားခဲ့တဲ့အကြောင်းတကြောင်ဖြစ်ခဲ့မယ်ဗျာနော်ဒါပေမဲ့အခုကတော့လူတွေတိတ်ဆိတ်ပြီးတော့တည်တုံတဲ့စတန်ကာတော်တွေမရှိတော့တဲ့အကြောင်းပြကြီးဖြစ်သွားပြီပေါ့ဗျာနော်ကဲကျွန်တော်ရမိတ်ဆွေတို့အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ရမိတ်ဆွေတို့ကိုကျွန်တော်ဒီဘုရားခြေတော်ရာရှိတဲ့နေရာတနေရာမှာကျွန်တော်လာပြပေးမှာဖြစ်ပါတယ်ဒီနေရာဟာဆိုရင်ဘုံကြီးလည်းမရှိပေါ့ဗျာနော်ကျောင်းပြက်ကြီးဖြစ်တယ်ဗျာနော်ဒီနေရာမှာချောင်းဖျားဖြစ်ပြီးတော့တော်ကြီးထဲမှာပေါ့ဗျာနော်လူကတော့တယောက်မှမရှိဘူးဗျာဒီနေ့ကျွန်တော်တယောက်ထဲပဲလာတာဖြစ်ပါတယ်ကဲဒီဘုရားခြေတော်ရာရှိတဲ့နေရာကိုကျွန်တော်ရမိတ်ဆွေတို့ကိုကျွန်တော်လည်းပြပေးမှာဖြစ်ပါတယ်ဒါကဘုံကျောင်းဝင်လာတဲ့လမ်းဗျာနော်ဒီနေရာမှာကျတော့ပြက်ကြတော့ပြီဗျာနော်ဒီနေရာတွားလို့မရတော့ဗျာအိုးဒီဘက်မှာတပ်ပေတော့ဘုံကြီးမရှိပေမဲ့တပ်ပေတယ်နော်ဒါကတော့ဒီဇေဒီမှာဆင်းလာတဲ့လမ်းကလေးပေါ့ဗျာနော်ဟိုတော်တော်လေးကိုတပ်ပေပြီးတော့ခန်းခန်းနာနာလောက်ထားတဲ့နေရာကဲကျွန်တော်ဘုရားတွေတွားပြီးတော့ကတော့လိုက်မှာဖြစ်ပါတယ်ကျွန်တော်ဘုရားကတော့ပြီးမှကျွန်တော်ရဲ့မိတ်ဆွေတို့ကိုကျွန်တော်ဆက်ပြီးပြပေးမှာပေါ့နော်ကြံတဲ့အရာတွေလေကျွန်တော်တို့ဒီဖက်ဆင်းလာမယ်ဆိုရင်ဇေဒီတဆူရှိမယ်ဒီအပေါ်နားမှာဆိုရင်ဇေဒီတဆူရှိတယ်ပေါ့နော်ဒါကဇေဒီပေါ့ဗျာနော်ဒီမှာချောင်းကိုခွာပြီးလောက်ထားတာလေဇေဒီရဲ့အောက်မှာဆိုရင်ဒီလိုမျိုးလမ်းလေးတွေပတ်လေလောက်ထားပေးတာရှိတယ်ပေါ့ဗျာနော်ဒီဘက်ဆင်းလာပြီးဆိုရင်တော့ငကားနဲ့လောက်ထားတဲ့နှစ်ဆင်လေးတွေရှိတယ်ပေါ့ဗျာနော်ဒါနှစ်ဆင်ဖြစ်ပါတယ်ဗျာနော်ပြီးရင်ကျွန်တော်တို့ဒီဘက်ဆင်းလာမယ်ဆိုရင်ထိုင်တော်မူဘုရားရှိတဲ့နေရာပေါ့ဗျာနော်ဒါကဒီကျောင်းမှာတည်တုံးခဲ့တဲ့ဆရာတော်ဖြစ်မယ်ဗျာနော်တယောက်တည်းအဖို့မပါဘူးဆိုရင်တော့နည်းနည်းလေးတစ်မျိုးကြီးတော့ခံစားရတယ်လို့ပဲဗျာနော်ခုနကကျွန်တော်ဝင်လာတဲ့လမ်းပေါ့ဗျာနော်အဲ့ဒီနေရာမှာပြိုတော့လေကျွန်တော်ဟိုဘက်ကနေပတ်ပြီးတော့ဝင်လာတော့ဗောနော်ကျွန်တော်ဝင်လာပြီးဆိုရင်ဒီလိုမျိုးရှိတယ်ဗျာနော်ဒီနေရာကပို့ပြီးတော့ကြောက်ဖို့ကောင်းတာကရက်တော်မူနားမှာရှိတဲ့ဟိုခုံလေးအတူပါထားတဲ့နေရာဖြစ်မယ်ဗျာနော်ဒီနေရာကတော်တော်ကြောက်ဖို့ကောင်းတယ်ဗျာနော်တယောက်တည်းလာရတာစိတ်ထဲမှာကြောင်ချောက်ချားဖြစ်လို့လားမပြောတတ်ဘူးဗျာနော်ဘာတန်တင်ညာတန်တင်ကြားရတယ်လို့ဒီနေရာမှာကျွန်တော်ထွက်တော့ဗျာနော်ကြတော့မနေရဲဗျာဒီနေရာကဲဒါကတော့ကျွန်တော်တို့ဇေဒီဘက်ကနေပြီးတော့လမ်းလျှောက်ပြီးတော့ပြန်တက်လာမယ်ဆိုရင်ကျွန်တော်ရဲ့အရှိတက်မှာဆိုရင်ဖုန်ကြောင်ရှိတယ်ပေါ့ဗျာနော်ဒါတော့ဆရာတော်တွေတင်းတုံးခိုင်းတဲ့ကျောင်းဆောင်ဖြစ်မယ်ဗျာနော်ဒီကားကတက်လို့မရတော့ဘူးဗျာနော်လေကားကပြည့်စည်ကုန်ပြီကျောင်းဆောင်တေးသေးလေးပေါ့ဗျာနော်ကျောင်းထိုင်ဆရာတော်တွေမရှိတော့တဲ့ကျောင်းဆောင်တေးသေးလေးကတော့လွမ်းနေမှာပဲဗျာတစ်ချိန်တစ်ခါတုန်းကပုံတန်ဆိုင်တန်တွေနဲ့လူတွေစီကားခဲ့တဲ့အကြောင်းတကြောင်ဖြစ်ခဲ့မယ်ဗျာနော်ဒါပေမဲ့အခုကတော့လူတွေတိတ်ဆိတ်ပြီးတော့တင်းတုံတဲ့ဆရာတော်တွေတန်ဃာတော်တွေမရှိတော့တဲ့ကျောင်းပြည့်ကြီးဖြစ်သွားပြီပေါ့ဗျာနော်စိတ်တော့မကောင်းပါဘူးဗျာနော်ဒါကတော့ဓမ္မယုံနေဖြစ်မယ်နော်ကြည်ဝယန္တာတွေလည်းမိုးရည်တွေထိပြီးမကြခင်မှာပြက်စီးတော့မဲ့နေရာလေးတွေပေါ့ဗျာနော်တော်တော်လေးကိုတက်ပြပါတယ်ဗျာနော်စိတ်မကောင်းလိုက်တာဒီလိုမျိုးတွေ့ရတော့လဲဒီနေရာမှာဆိုရင်အခုကျွန်တော်တယောက်တည်းပဲရှိတယ်ပေါ့ဗျာနော်ဒါအခုဆိုရင်ကျွန်တော်ဒီဝယန္တာပေါ်မှာထိုင်နေတာပေါ့နော်ဟိုဘက်မှာကြည့်စင်တော့မဲ့ဆိုရင်ကျွန်တော်လာခဲ့တဲ့လမ်းဖြစ်ပါတယ်ဒီပေါ်မှာကပုံတော်တွေတော်များတယ်ဗျာနော်ခုနဒီရုပ်ထုပေါ့နော်ဒီဆရာတော်ရုပ်ထုနဲ့စုဟာဟိုအောက်ကနေကြည့်တက်လာမယ်ဆိုရင်ကျွန်တော်တို့အနောက်ပဲမြင်ရတာပေါ့ဗျာနော်အနောက်မြင်ရတဲ့ခါကျတော့လေကြည့်တက်လာတာတော်တော်လေးကိုကြောက်ဖို့ကောင်းတယ်ဗျာနော်ဒီနေ့ကတော့ကျွန်တော်ရဲ့မိတ်ဆွေတို့ကိုကျွန်တော်ဒီဘုရားခြေတော်ရာပြည့်ရှိတဲ့နေရာမှာလိုက်ပြပေးတာတော့ဒီလောက်နေပဲကျွန်တော်ဆုံးသက်လိုက်ရမှာဖြစ်ပါတယ်တို့ပြောတော့ဘုရားခြေတော်ရာရှိတယ်လို့ပြောပေမဲ့လည်းအခုချိန်ထိကျွန်တော်ရှာလို့မတွေ့တဲ့အတွက်ကျွန်တော်ပြန်တော့မှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်ကိုကြည့်ရှုနေတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးစိတ်ကြမ်းမှခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ